ဟုတ်ကဲ့ကျွန်တော်တို့ Vivo မှာဒါလက်ရှိအခုထုတ်နေတဲ့ဒါ series တွေအလိုက်ဆိုရင်တော့ကျွန်တော်တို့တွေ8 series ရှိတယ် V series Y series series 3ခုရှိတာပေါ့နော်အဲ့ series 3ခုမှာကျွန်တော်ဒီ8 series ဆိုရင်ဒါဟို flagship ဒါ photography မှာလုံးဝဟို professionalism လောက်ထားတယ်ဆိုတော့ဟိုခံစားမှုမျိုးရမယ်ပြီးတော့ရင် V series ဆိုရင် V က gorgeous ဆိုတဲ့အတိုင်းဒါဒီဇိုင်းကလည်းလှပပြီးတော့ဟိုဖုန်းတွေကပါပြီးတော့ဒီဇိုင်းတွေအရင်လှပမယ်ပြီးတော့ရင်ကင်မရာဘိုင်းကောင်းပြီးတော့ဒါ photography ဘိုင်းမှာလည်းဒါကောင်းကောင်းသုံးလို့ရမယ်စင်တစ်ခုနီးပါးကိုညှိတယ်ပေါ့နော်ဟုတ်တယ်ပြီးတော့ရင် wine so cool ပေါ့နော် wine so cool ဆိုရင်ကဒါလူငယ်တွေကိုဒါအဓိကထားပြီးတော့သူကတော့ဂျွေပဲဖြစ်တဲ့ဘိုင်းကိုပို့သွားတယ်ဟိုလူငယ်တွေဟိုတနေ့တာမှာစိတ်ကြိုက်သုံးလို့ရအောင်လို့ဟိုထုတ်ပေးထားတဲ့သဘောပေါ့နော်အဲ့လိုဆိုတော့ဒီကိုကောင်းအနေနဲ့လည်းကျွန်တော်တို့ series တွေကိုဒါစမ်းသုံးလာတာဖြစ်တဲ့အတွက်တောက်လျှောက်လည်းအကုန်လုံးသုံးလို့ဖြစ်တဲ့အတွက်ဘာလေးတွေကိုသဘောကျမိလဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်စမ်းသုံးကြည့်ရဆိုတာတဲ့စမ်းသုံးကြည့်ပြီးတော့ကြိုက်လို့ကိုယ်တိုင် daily driver ဖြစ်သုံးလိုက်တဲ့ပုံတော့ရှိအဲ့ဒါ Vivo X200 Pro တကယ်ကိုမှမိုက်တယ်ကျွန်တော်တစ်နှစ်အတိလောက်ကင်လိုက်တာပေါ့နော်အဲ့တစ်နှစ်တိမှရိုက်ခဲ့တဲ့ဓာတ်ပုံ80%က X200 Pro နဲ့ပဲဘာလို့လဲဆိုတော့ကင်မရာကတော်တော်မှကျန်းတယ်ကျွန်တော် viewfinder ချိန်လိုက်တယ်ချိန်လိုက်ပြီဆိုတာနဲ့ shutter နှိပ်ချင်သွားအောင်ကိုသူ့ရဲ့ camera quality ပုံထွက်အရည်အသွေးတွေကဆွဲဆောင်ထားနိုင်တယ်ဆိုလိုချင်တဲ့သဘောကဒီကောက်မှာပါတဲ့ image plus v3 chip လိုဟာမျိုးတွေဒါတွေကတော်တော်ကိုမှမိုက်တယ်ဗျာကိုထွန်းပြီးခဲ့တဲ့ video မှာပြောခဲ့သလိုပဲပြီးတော့ဒီတခြား V series ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ရိုးရိုး V60 တို့ဘာလို့ထက်လေဒီ light version လေးကိုကျွန်တော်လည်းပို့ပြီးတော့သဘောကျတယ်ဥပမာနောက်ဆုံးထွက်ထားတဲ့V50 Lite ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်display ကကျွန်တော်အကြိုက် flat display ပဲပြီးတော့ battery capacity တော်တော်ကိုမှကိတ်တယ်အားသွင်းမြန်တယ်ပြီးတော့လူငယ်တွေအတွက်လည်းသူ့ရဲ့ design ကဆွဲဆောင်မှုပါညာရှိတယ်ပြီးတော့ Y series ဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်က entry level အရင်သဘောမတွေ့ဘူးဒါပေမဲ့တစ်ခုတော့ရှိတယ် Y21D ဆိုလို့ရှိရင်ဒီ IP rating အကျန်းကြီးတွေပါလာတာ battery capacity များတာတွေပြီးတော့အကျန်းခံတာတွေဒီလိုမျိုး model လေးတွေတော့ကျွန်တော်အနေနဲ့သဘောကျတယ်အကြိုက်ဆုံးဆိုလို့ရှိရင်တော့ A series ပေါ့နော် A series ကတော့တကယ်လုံးဝ favorite ဟုတ်ပါတယ်ငါညီဘာလို့လဲဆိုတော့ဒါ8 series ကဒါအကိုတို့ flagship series ဖြစ်တဲ့အတွက်ဒါအသုံးပြုရတာအရန်ကောင်းတဲ့ခံစားချက်နဲ့အကိုကိုယ်တိုင်လည်းအဲ့ 8 series သုံးတဲ့အချိန်မှာအရန်ကြိုက်တယ်ဟုတ်ဒါပေမဲ့အကိုတို့ဒီအကိုတို့အရင်မြန်မာနိုင်ငံမှာရောင်းချခဲ့တဲ့ဒီ V series Y series တွေပေါ့နော်အဲ့ series တွေမှာဆိုရင်အကိုတို့ V series မှာဆိုရင်လည်းအကိုမှတ်မိသလောက်မမှားဘူးဆိုရင်ဒါ V23 ကနေစပြီးတော့အကိုတို့ AG class တွေစသုံးပြီးတော့အကိုတို့ color changing နည်းပညာတွေစထည့်ပြီးခဲ့တယ်ဟုတ်တယ်ဟိုနေအောင်မှာအယောင်ပြောင်းကတော်တော်လေးလေးလူကြိုက်များခဲ့တယ်အဲ့တော့ဟုတ်တယ်အဲ့တော့ဆိုကိုတို့ဆိုလဲစမ်းတာလीဟိုလက်ချောင်းလေးတွေတင်ကိုလှုပ်ချင်တဲ့ပုံစံလေးတွေဟိုနဲ့ကျွန်တော်တို့ဒီတရွက်လေးတင်ကျဲပုံလေးတွေကိုအပေါက်လေးဖောက်ပြီးတင်အဲ့လိုမျိုးလေးစမ်းခဲ့ပါဘူးဒါအကိုတို့အဲ့ဒီမှာစပြီးတော့ဟို color changing စသုံးနေပေါ့နော်အဲ့ဒီနောက်မှာတော့ကိုတို့ V27 ကနေစပြီးတော့ကိုတို့တွေဒီဘက် V40 ဘာညာဒီဘက် kit ချီကိုကိုတို့တွေဒါဟိုပြောမယ်ဆိုရင်တော့ကိုတို့ 3D ဟို curve screen တွေသုံးပေးတယ်ပြီးတော့ရင်ကိုတို့ aura light ပေါ့နော်aura light တွေထည့်ပေးတယ်အဲ့လိုဆို design တွေကိုတော့ကိုတို့တဖြည်းဖြည်းနဲ့ဟို upgrade V series ကိုလည်းလုပ်တယ်လို့ဟို Y series တွေဆိုလဲဒါတချို့ဟာကြီးကြတော့ဒါ V series ကနေမှ Y series မှာထည့်သွင်းပေးတာရှိခဲ့တယ်ရှိခဲ့တယ်ဆိုတော့ဒါကတော့အကိုတို့ user တွေအတွက်ကိုကွာဟိုပြောမယ်ဆိုရင်ဟိုအကောင်းဆုံးပေးခြင်းတဲ့စံနာတစ်ခုနေပဲကိုတို့ဒါဟိုဒီ feature တွေကိုတက်အသစ်ထပ်ထည့်ပေးတဲ့သဘောပဲပြောမယ်ဆိုအကိုမှတ်မိလောက် Y28 မှာဆိုလဲကိုတို့ color changing တွေနည်းပညာတွေစပြီးတော့ထည့်သုံးပေးခဲ့တယ်ပြီးတော့ရင်အကိုတို့ဒီ aura light တော့မဟုတ်ဘူး dynamic light ပေါ့နော် Y series မှာဆိုလဲ dynamic light တွေပါလာတယ်ပေါ့နော်အဲ့လိုတော့အကိုတို့ဒီ user တွေအတွက်ကိုအကောင်းဆုံးကိုတို့ဒီလိုဟိုထပ်ပြီးတော့ feature လေးတွေထပ်အသစ်ထည့်ပေးတာလေးကိုငါညီအနေနဲ့ဘယ်လိုမြင်မိလဲကျွန်တော်အနေနဲ့ဆိုရင်တော့သဘောကျတယ် feature draw လုပ်ပေးတာလေးတွေကမိုက်တယ်ဒါပေမဲ့တစ်ခုတော့ရှိရပေါ့နော်ကျွန်တော်တို့ဒီ aura light ဒါပေမဲ့ Y series မှာဆိုလို့ရှိရင်တော့သူက dynamic light ကျွန်တော်တို့ဖုန်းလာတယ်ဒီ music ဖွင့်လာတယ်အဲ့လိုအချိန်မှာသူကမိတ်တုံလုပ်ပေးတယ်ဒါပေမဲ့ကျွန်တော်တို့အပြင်ပန်းဒီ appearance ပေါ့နော်ပုံမှန်တင်မြင်ရကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ aura light နဲ့တစ်ခါတည်းကြားလို့ရှိရင်ခက်ဆင်ဆင်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့က V series ကင်ထားတဲ့လူတယောက်ဒါပေမဲ့သူ့ထက်ဈေးနည်းနည်းတက်တာတယ်သူ့ထက်ဈေးနည်းနည်းတက်တာတဲ့ဒီ segment တစ်ခုမှာရှိတဲ့ဖုန်းမှာလည်းဒီလိုမျိုးလေးပါနေအောင်တိတ်ပြီးတော့မကြိုက်တဲ့လူမျိုးလည်းရှိတယ်။ဘာလို့လဲဆိုတော့ဗျာgenerally ကျွန်တော်တို့ feature draw လုပ်တဲ့ IP rating တွေပြီးတော့ battery capacity တွေ charging speed တွေဒါတွေကလုပ်လိုက်တာတိတ်ကိစ္စမရှိဘူး။ဒါပေမဲ့ design appearance နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဲ့လိုမျိုးfeature draw လုပ်တဲ့အပိုင်းကလွဲရင်ကျွန်တော်အနေနဲ့အကုန်လုံးကိုတော့သဘောကျတယ်ဥပမာအနေနဲ့ပြောရမှာဆိုလို့ရှိရင်ဗျာဒီ V series မှာဆို Aura Light ပါတယ်ဒါပေမဲ့ Vivo ရဲ့ A series မှာဆိုလို့ရှိရင် Aura Light မထည့်ပေးတာမျိုးတွေအဲ့လိုမျိုးပေါ့နော်ဒီဟာက segment တစ်ခုမှာပဲထားတင်တယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ဒုနေရာ2တော်နေရာတော်ပေါ့ဟုတ်ငါညီဒီလိုကြံပေးတာကိုလည်းအများကြီးဝမ်းသာပါတယ်ဟို
မှန်ပါတယ်ဒါငါညီပြောချင်တာတော့ဒါကိုယ့်ရဲ့ treatment လေးနဲ့ကိုယ် treatment ပေါ့ လေး နော် နဲ့ပဲ ကို သူ signature သူ ပေါ့နော် signature နဲ့သူအဲ့လိုဆိုပုံစံလေးဆိုသဘောကျပါတယ်ဘာပြောပြောဒါကိုတို့အနေနဲ့ကလည်းဒါ user တွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့သူတို့ဘာတွေလိုချင်လဲကိုတို့ကဘယ်လို feature တွေထပ်ထည့် စာ ပေးရ ပေတွေ လဲ ကောက် ဆိုတာ ပြီး လေး တော့လုပ်ရတာဆိုလေ လောက်ရတာဖြစ်တဲ့အတွက်ကိုတို့ကတော့ဒါ user oriented ဖြစ်တဲ့အတွက် anyway ပါကိုတို့ user တွေအရင်သဘောကျရဲဆိုရင်တော့ကိုတို့ကတော့ဒါ လုပ်ပေးရမှာ ကိုစဉ်းစားရမှာပေါ့နော် ဟုတ် အဲ့လိုဆိုအခုကြည့်ရှုနေတဲ့ပရိသတ်ကြီးအားလုံးလည်းကျွန်တော်တို့ Vivo phone တွေကိုသုံးရင်းနဲ့ဘယ်လို feature တွေဘယ်လိုအရာတွေကိုကြိုက်ဆုံးလဲဘယ်လိုအရာတွေလိုချင်တယ်ဆိုတာလေးကို comment ပေါ်မှာဖြည့်ဆိုပေးပါဦး